အချောင်းမလေးလို့ဘန်တမ်ဒါဘယ်နှချောင်းရှိလဲမလေးလို့အီနီအာဒပရပဘန်တမ်ငါးချောင်းရှိတယ်မလေးလို့အာဒလီမာဘန်တမ်အာဒဆိုတာကရှိတယ်ပရပဆိုတာကဘလောက်လဲဘန်တမ်ဆိုတာကအချောင်းလီမာဆိုတာကငါတချောင်းကိုဘလောက်လဲမလေးလို့စတုဘန်တမ်ပရပတချောင်းကိုနှစ်ကြမလေးလို့စတုဘတ်တမ်ဒူဝါရဂေစတုဆိုတာကတိပရပဆိုတာကဘလောက်လဲဘန်တမ်ဆိုတာကအချောင်းဒူဝါဆိုတာကနေရိဂေဆိုတာကကြကျွန်တော်သုံးချောင်းလိုကြည့်တယ်မလေးလို့စာရနတီဂဘတ်တမ်ကျွန်တော်သုံးချောင်းဝယ်ချင်တယ်မလေးလို့စာရနဘလီတီဂဘတ်တမ်စာရဲဆိုတာကကျွန်တော်ကျမနဆိုတာကလိုချင်တယ်ချင်တယ်ဘလီဆိုတာကဝယ်တယ်တီဂဆိုတာကသုံးဘန်တန်ဆိုတာကအချောင်းဒီတစ်ချောင်းကကျိုးနေပြီမလေးလို့ဆူဒါပါတအီနီစတုဘန်တန်ဆူဒါပါတဆိုတာကကျိုးနေပြီအီနီစတုဘန်တန်ဆိုတာကဒီတစ်ချောင်း